မကြခင်မှာကြောင်းဖွင့်တဲ့ຢာတွေရောက်တော့မယ်ဗျာတင်းငိန်တဲ့ဘက်ကကလေးတွေကတော့ကြောင်းတက်ဖို့အတွက်ဆိုပြီးခုချိန်ကစပါဝစ်စားတွေစုကြစောက်ခဲတဲ့ဗလာစောက်တွေဝဲကြကျူရှင်တွေကျိုးတက်ကြနဲ့အရာရာအစင်သစ်ဖြစ်နေကြပြီဗျာကျွန်တော်ရမိုးရမ်းပြီးအညာတော့ဒီနေ့လဲအရင်နှစ်တွေတုန်းကလိုပဲနဲ့တူပါတယ်ကလေးတွေကျောင်းပညာရေးကောင်းကောင်းသင်ရမှာမဟုတ်သေးဘူးဗျာအဲ့ဒါကိုတွေးမိလိုက်ကျွန်တော်စိတ်ထဲမှာမကောင်းဘူး3 လပိုင်းတော့ကျွန်တော်ညမရဲ့ရှင်ပြူဝဲရှိလို့မို့ကျွန်တော်အညာကိုရောက်ခဲ့တယ်ကျွန်တော်တို့ရဲ့ရွာအဝင်ရွာတောင်မှာပညာရေးဝန်ကြီးဦးမြအေးစောက်ပေးထားခဲ့တဲ့အထက်တန်းကျောင်းကြီးကျောင်းရှိမှာခြုံဒီမြက်တီနဲ့ကျောင်းကြီးကလည်းဖြစ်နေတယ်လို့ဖြစ်နေတယ်6 ကန်နေတဲ့ဒီကျောင်းကြီးကိုကြည့်ပြီးကျွန်တော်စိတ်ထဲလုံးဝမကောင်းဘူးဗျာအရင်တော့ဆိုရင်ဒီကျောင်းကြီးကကျောင်းဖွင့်ရသည်ဆိုကလေးတွေအတန်းပညာသင်ကြလွေရသည်ဆိုရင်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်ကြတယ်တခက်ပညာဖြန့်ဝေရဌာနကြီးအဲ့လိုဌာနကြီးကခုဒီလိုကြီးဖြစ်နေတော့ကျွန်တော်စိတ်ထဲမှာလုံးဝမကောင်းဘူးဗျာသူတို့လေးတွေပညာကောင်းကောင်းမသင်ရတာ9 နှစ်ရှိသွားပြီတင်းငိန်တဲ့ဘက်ကကလေးတွေကဒီ9 နှစ်တွင်မှာ9 တန်းသမား10 တန်းရောက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကကလေးတွေကတော့9 တန်းပဲအရန်နဲ့နာတယ်ဗျာအဲ့တော့စွမ်းနိုင်တဲ့လူကြီးတွေကျွန်တော်တို့လုံနိုင်စွမ်းရှိတဲ့လူကြီးတွေကအထက်လူကြီးတွေနဲ့ကျွန်တော်တို့2 ဦး 2 ဖက်ပေါ့ဗျာ2 ဖက်ဆွေးနွေးတိုင်ပင်ပြီးတော့စာသင်ကျောင်းကြီးကိုဒီနှစ်ပြန်ဖွင့်နိုင်ရင်ကောင်းပါလို့ကျွန်တော်တွေးမိပါတယ်ဗျာကလေးတွေရဲ့ပညာရေးအရန်နောက်ကျနေလို့ပါပြီးခဲ့တဲ့9 နှစ်တွင်ကဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာကိုကျွန်တော်တို့တွေငင်းကုန်မနေတော့ပဲအရာရာအောင်တင်ပုံးချေကအဟောင်းလေးကမကောင်းတာတွေကိုထားခဲ့ပြီးကောင်းတာတွေကိုယူဆောင်ကကျွန်တော်တို့ဒီပစ္စုပန်တက်မှာရှေ့ဆက်သွားတော့မယ်ဗျာအားလုံးလည်းစိတ်တွေကြစိတ်တွေညစ်နေကြပါပြီဘာတွေဘလို့ပဲဖြစ်ခဲ့ဘလို့ပဲဖြစ်နေပါသေးဗျာကျွန်တော်တို့ရဲ့မျိုးဆက်တဲ့ရင်သွင်းငယ်ကလေးတွေကတော့အားလုံးတန်းတူညီမျှပညာသင်ကြားခွင့်ရစေချင်တယ်ဗျာနှစ်ဖက်ကစွမ်းနိုင်တဲ့လူကြီးတွေကလည်းကလေးတွေပညာသင်ကြားရေးနဲ့ပတ်သက်ပြီးဒီနှစ်မှာအကောင်းဆုံးလှုပ်ဆောင်ပေးနိုင်ကောင်းပါပဲလို့ကျွန်တော်ကတော့ဆုတောင်းမိတယ်ဗျာဒီပညာသင်နှစ်မှာတနိုင်ငံလုံးကရှိတဲ့ကလေးတွေအားလုံးပညာသင်နှစ်တစ်နှစ်ပတ်လုံးအစဉ်ပြေချုံးဝေစာပညာသင်ကြားနိုင်ကြပါစေလို့လည်းကျွန်တော်ဆုတောင်းနေဗျာကျွန်တော်ကတော့ဆုတောင်းရင်မှလွယ်ပြီးဘာမှမတတ်နိုင်ဘူးဗျာကျေးဇူးတင်ပါတယ်